မိကိုမတွေ့ချင်ဘူးဆိုတာကိုသိပါတယ်ကိုပုံစိတ်မပြေသေးဘူးဆိုတာလေကိုသိပါတယ်ဒါပေမဲ့မိကိုပုံရေးမဆိုင်ဘူးဆိုလို့ရှိရင်ကိုဘက်ကမိပုံဘာမှမဖြစ်ပါဘူးဒါပေမဲ့ကိုမိတနေရာနေတော့ယူဆိုင်ခွင့်ပေးပါတော့ကိုအခုလိုဝိတ္တနေရာမိကိုမြင်ရရင်ကိုကျင်တတ်ပါတယ်ဆရာဝန်မလုပ်ဘဲနဲ့စာရေးဆရာလှုပ်စားပါလားစကားတော်တော်တတ်တာပဲဒါနဲ့အနောက်ကချင်တော့ရောမိအတွက်ယူလာပြန်ပြီမလားဖဖကြီးပေးခိုင်းနေဆိုတဲ့အမှန်နဲ့ပဲမိယူသွားလိုက်ပါမယ်ပြီးလေပြီးသွားလိုက်အောင်နော်ခုပြကနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်